KFC ကအတစ်ထွက်ထားတဲ့မာလာရိုဇေးမီနူတွေကိုအတူတူစမ်းစားကြည့်မယ်မာလာရိုဇေး fried chicken မာလာရိုဇေး popcorn chicken ပြီးတော့မာလာရိုဇေးဘာဂါရဲ့မာလာရိုဇေးကဘယ်တောင်းရဲ့ဒီလေးမျိုးလုံးကိုအတူတူစမ်းစားကြည့်ကြမယ်အရင်ဆုံးမာလာရိုဇေး fried chicken ကိုစမ်းစားကြည့်ကြမယ်မာလာရတာမှာစိတ်သက်သက်မာလာရတာမျိုးလေးရအောင်လို့တော်တော်လေးစားကောင်းတယ် popcorn chicken ကကြတော့ဒီမှာပေါ့ကွန်းနဲ့တခါတည်းနေထားပြီးသားပေါ့နော်အကုန်လုံးအနှစ်တွေကိုနှံ့နေအောင်နေထားတာအမေကတော့တော်တော်မွေးရဒီ sauce ရဲ့အရသာကို describe လုပ်ရမယ်ဆိုလို့ရှိရင်မာလာရဲ့ profile နဲ့လည်းပြည့်စုံတယ်ဒါပေမဲ့ထူးခြားတဲ့မာလာပုံစံမျိုးဖြစ်နေရပါတော့ခါကြတော့မာလာရိုဇေးဘာကစားကြည့်မယ်မာလာရိုဇေး sauce တွေအများကြီးပဲcheese ရောပြီးလို့ရှိရင်ထက်တဲ့အသားရောပြီးတော့ပေါင်မုတ်အရသာရောအကုန်လုံးဆက်ပြီးတော့ဗောနော်စားရတဲ့အတွက်ကြောင့်မလို့ဒါလေးလည်းတစ်မျိုးလေးကောင်းတယ်ဗောနော်ဒီတစ်ခါကျတော့နောက်ဆုံးဒဘယ်တောင်းအောင်စားကြည့်ကြမယ်ဒဘယ်တောင်းကျတော့ cheese နဲ့ mayonnaise နဲ့ပါနေရောပို့ပြီးတော့စိတ်နဲ့ပဲသွားရဗောနော်ဒါလေးလည်းတော်တော်စားလို့ကောင်းပါတယ် KFC ကအတက်ထွက်ထားတဲ့ဒီမာလာရိုဇေး product တွေကိုစားကြည့်ပြီးသွားတဲ့အခါကျလို့ရှိရင်ဘယ်လိုမျိုး rating ပေးခြင်းလဲဘယ်လိုမျိုးအရသာရှိလဲဆိုတာကိုပြန်ပြီးတော့ပြပြပေးသွားပါအောင်သက်တာ